ဆိုတာလုံးစုံအလုံးအကုန်လုံးသိတဲ့လမ်းညွန်သူတရားဆိုတာကိုဘဝအလားမျိုးကိုရှောက်ရမယ်လမ်းမှန်ယူတန်ခါဆိုတာဒီလမ်းကြောင်းပေါ်ကိုယ်တိုင်ရှောက်လို့သူတစ်ပါးတွေ့သူရတနာသုံးပါးသည်ပူဇော်ထိုက်ကပူဇော်စေယောဂီလူသားအလုံးကြာလီငါစင်ချမ်းမြေစီကြာလီတီးပါစေတီးလီလိုက်နာအေးချမ်းပျော်ရှင်စေကံဆိုသောအရာကိုဝိရှာတတ်ကြစေကံကံအကြောင်းကျိုးကိုခွဲခြားသိပါစေအတိတ်ပြစ္ဆုတ်မှအနာဂတ်ပိုင်းခြားတတ်ပါ